ကားဝယ်တဲ့အချိန်မှာကျွန်တော်သားငယ်လေးနဲ့အမှတ်တရပါတော့အဲ့ဒါလေးအတွက်ဝင်ပြန်ပြတာပါပြောပါတယ်အဓိကတော့ကျွန်တော်သားအတွက်အမှတ်တရတစ်ခုဖြစ်နေတော့လေပြောပါတယ်ဒီဘဝနိုင်ငံမှာရှိတဲ့ကားမျိုးစားရဲ့အများကြီးထဲမှာ IM ကားကိုရွေးပြတယ်ပေါ့နော်အဲ့ဒါတွေအကုန်လုံးကလည်းကျွန်တော်သားတွေရဲ့ရွေးချယ်မှုပါပဲအဲ့အတွက်ကြောင့်အဲ့ရွေးချယ်မှုသူတို့ရွေးချယ်မှုနဲ့အမှတ်တရလေးဖြစ်ကြံခဲ့တယ်လို့ကျွန်တော်အဲ့အကြောင်းပါကောင်းပါတယ် luxury ရော performance ရောပြည့်စုံသောကားတစ်ခုလို့မြင်ပါတယ်ကျွန်တော်က LS ဆိုဖို့ရွေးချယ်ဖြစ်တယ်အဓိက range အနေထားရဲ့နောက်တစ်ခုကကျွန်တော် sporty ပေါ့နော်ကျွန်တော်ကအဲ့လူငယ်ပိုင်းပိုဆန်တယ်ဆိုတော့အဲ့ဒါမျိုးပိုသဘောကျတယ်မြန်မာပလာဇာသွားရင်းနဲ့ပေါ့နော်ဒီကားလေးတွေ့ရတယ်စိတ်ဝင်စားရတယ်ဝင်ရောက်လေးလာပြီးတော့ဒီ season လေးရဲ့ရှိရလို့ပြောရတယ်ညီမလေးဒီ season လေးဝင်ပြီးတော့ပါဝင်ဖြစ်တာပါသူကအပြင်ပုံကြည့်ရင်လည်းပေါ့နော်တော်တော်လေးဝေးရနေဒီတိုင်းပြင်ပုံနဲ့ကြည့်လိုက်တော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတော့ဘာကားလေးလဲပေါ့ပြီးတော့လည်းအထဲပိုင်းမှာဝင်ကြည့်လိုက်တဲ့ခါကျတော့လည်းအထဲကဒီသူ့ screen ကတော်တော်ကြီးတာရဲ့ပြီးတော့ညီမကြိုက်ဆိုဒီချက်ကတော့နောက်ကကာကွာအကျယ်ကြီးပါတယ်ပေါ့နော်ခီးပဲသွားညီမတို့လိုပစ္စည်းတွေအများကြီးပေါ့နော်ခီးသွားရင်ပစ္စည်းအများကြီးတည်လူနေနေဆိုရင်အရန်စင်ကြီးရပေါ့ပစ္စည်းတွေကပြီးတော့ဒီ LS7 မှာဆိုရင်လည်းသူပါတဲ့ဒီထိုင်ကုံကခီးသွားရင်ပေါ့နော်အိပ်ပြီးတော့သွားလို့ရတဲ့ပုံစံမျိုးတွေနဲ့ဆိုတာအဲ့ဒါတွေအရန်စိတ်ဝင်အရန်တိတ်တက်တယ်ပေါ့အဲ့နေ့ကကျွန်တော်တို့မိသားစုနဲ့ blood time တွေမှာမုတ်ထွက်စားရင်းနဲ့သွားတာပေါ့နော်ဒါပေမဲ့ဒီမှာပွဲအစီအစဉ်ရှိရတဲ့ဆိုပြီးတော့ကျွန်တော်တို့ဝင်ပြန်ပြစ်တာပါအတိုင်းမသိပေါ့ဒီလိုရမယ်လို့လည်းမထင်တာဘူးလေဒါအမတ်တရားအနေနဲ့ဝင်ရရင်းနဲ့ဖြစ်လာပါအမြင်လဲစမ်းတယ်ပြီးတော့အတွင်းအနေပုံစံလဲစမ်းတယ်ပြတော့ kiss ဆန်တယ်ပေါ့နော်ပြီးကြရင် luxury ဆန်တဲ့ကားပုံစံမျိုးပါပဲဒီထက်မကအများကြီးအောင်မြင်ပါစေလို့